ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မများအားလုံးเนาะမနေ့ပြန်ကျွန်တော်တို့9ရက်6လ2026เนาะအင်္ဂါနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီအင်္ဂါနေ့နေကုန်စားเนาะအချိန်လေးတွေမိန်းလေးတွေပတ်တိလေးတွေထပ်မံပြီးတော့လာတင်ပေးရင်းနဲ့ကျွန်တော်တို့เนาะမပြောက်တဲ့ဇာတို့လေးတွေကိုညเนาะမတွေ့လိုက်မမြင်လိုက်တဲ့ညီကိုမောင်နှမတွေကိုလည်းဒီမှာထပ်မံပြီးတော့ပြောပေးမှဖြစ်လို့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးဒီဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေစီးပွားလာပါတယ်လေဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်နော်ကဲဒီနေ့အဖွင့်နေမှာတော့နော်ဇာတုသမားတွေဆိုရင်လည်း3ဇာတုပတ်တိရလိမ့်မယ်ကဲနေ့တိုင်းသမားတွေဆိုရင်လည်းကျွန်တော်ရဲ့ကိုရီမတွေအားလုံးပဲ3ပတ်တိရော10ပတ်တိရောရကြလိမ့်မယ်နော်ကဲတနေ့နာနေ့ကတော့เนาะကျွန်တော်ရဲ့ကိုဒီမတွေအားလုံးပဲအဖွင့်လာခဲ့ကြပြီဘလာဖို့ရတယ်ဆိုတော့ကိုယ့်ဘက်ကို comment လေးတွေထဲမှာဝင်ပြီးတော့မှန်ပေးသွားလိုက်ပါ Facebook ကညီကိုမောင်နှမတွေเนาะဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်အတိုင်းလေးပဲ like လက်မလေးတွေနှိပ်ထားပါ share မှု share အားလေးနဲ့ကူညီပေးတယောက်မြင်တယောက် share နှစ်ယောက်မြင်နှစ်ယောက် share ပါဒါမှအများမြင်များတွေ့နိုင်မှာဖြစ်ပါတယ် like လက်မတဲလေးတွေနှိပ်ပြီးတော့ကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะဒါကျွန်တော်စေတနာနဲ့တင်ပေးတာဖြစ်လို့အမှားမှန်တော့ရှိပါတယ်အကြိုက်တွင် like ဆော့နိုင်ပါလေမနေ့ပြန်မှလည်းကျွန်တော်အကောင်းဆုံးဆိုတာလေးတွေကိုထပ်မံပြီးရွေးချယ်ပြီးလာတင်ပေးတာဖြစ်ပါတယ်เนาะကဲမနေ့ပြန်ကျွန်တော်တို့เนาะ9ရက်နေ့အင်္ဂါနေ့နေကုန်စားမှာဆိုရင်1 chain အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့9-3ညအချိန်ပဲဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့3ညနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်3ည2 3ည4 3ည6 3ည8ပါเนาะဒါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ဖြစ်ပါတယ်3ည2 3ည4 3ည6 3ည8ပါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါ9နဲ့ပတ်သက်တာဆိုရင်တော့9 2 5 4 5 6 5 8ပေါ့เนาะ9 2 5 4 5 6 5 8ပါဒါ9နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါเนาะကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုတဲ့ညီကိုမောင်နှမတွေအလုံးကနေ့ပြန်မှာကျွန်တော်တို့အင်္ဂါနေ့မှာအားအကောင်းဆုံးသည်9-3ည1ချိန်ဖြစ်ပါတယ်ဒီကပတ်တိကိုဦးစားပေးဆော့တဲ့ညီကိုမောင်နှမတွေဆိုရင်လည်းအားအကောင်းဆုံးပတ်တိသည်အင်္ဂါနေ့နေကုန်စာမှာ9ပတ်တိ3ညပတ်တိအားအကောင်းဆုံးဖြစ်ပါတယ်เนาะဒီတစ်ပတ်မှာကျွန်တော်မပြောက်တဲ့ဇာတိုးလေးတွေထုတ်ထားတာဆိုလို့ရှိရင်ကျွန်တော်3ခွန်နှစ်ထုတ်ထားတာဒါအခု3ထွက်သွားပြီဆိုရင်2ခွန်เนาะမပြောက်ဇာတိုးကြံပါတယ်ဇာတို့လိုက်တဲ့ညီကိုမောင်နှမတွေမိမိကြိုက်တဲ့တရားလေးတွေကိုရွေးချယ်ပြီးတော့ထပ်မံလိုက်ပါเนาะကဲအားလုံးပဲလာပါလိမ့်မယ်ကဲအခုလိုကြည့်ရှုပေးတာအတူတူပဲကျေးဇူးတင်နေเนาะကျွန်တော်ရဲ့ချစ်ကိုချစ်မမြအားလုံးเนาะကဲတယောက်မြင်တယောက် share ပေးဖို့တော့မမေ့ကြပါနဲ့အခုလိုကြည့်ရှုပေးတာအားလုံးပဲကျေးဇူးတင်နေမနေ့ဖြတ်မှာလည်းထပ်မံပြီးတော့ကံကောင်းကြပါစေ